ရောက်တရက်ရွှေရောင်အလင်းတန်းကြီးတစ်ခုကောင်းကင်ကိုထိုးတက်သွားပါတယ်အလုတ်ယုံတစ်ခုလုံးအလင်းရောင်တွေဖုံးလွှမ်းသွားပြီးကျွန်တော်ရဲ့နှလုံးခုန်တန်တွေမြတ်လာခဲ့တယ်နိုင်အနှဲငယ်အတွင်းမှာပဲအင်တာနက်ပေါ်မှာတော့မတွေ့ဘူးသေးတယ်အနီးခရမ်းရွှေရောင်အလင်းတန်း၃မျိုးစလုံးကိုစုဆောင်းနိုင်ခဲ့မယ်လို့ဘသူကထင်ထားမှာလဲအဲ့ဒီချိန်မှာပဲနောက်ကျောဘက်ကနေတီစင်နိုင်လောက်တဲ့ EZ7 လီပြင်းတစ်ခုတိုက်ခတ်လာပါတယ်အလင်းရောင်ကိုအကူအညီဝီကြည့်လိုက်တော့လူမဆန်တဲ့အရှင်နဲ့ပြီးဝင်လာတဲ့အမေရောင်အရေးတစ်ခုကိုတွေ့လိုက်ရတယ်ဒါသွားကကျွန်တော်နှုတ်ကြောကိုထိုးဖောက်ဝင်ရောက်တော့မယ်ဆဲဆဲမှာပဲနောက်တစ်စက္ကန့်မှာတိုက်ခိုက်သူရဲ့ခန္ဓာကိုယ်ကနေရာမှာတင်ရုတ်တရက်အေးခဲသွားပါတယ်ပြီးတော့နာကျင်စွာအော်ဟစ်တန်ထွက်လာပြီးသူ့လက်ထက်ကဓာတ်တိုလေးမြေကြီးပေါ်ကျသွားတယ်တိုက်ခိုက်သူကသူ့ခေါင်းကိုကင်ပြီးနာကျင်စွာအော်ဟစ်နေပါတယ်ဘာလို့လဲဆိုတော့သူ့တုံ့ပြန်ဖို့အချိန်မရခင်ပါပဲကျွန်တော်ကပြဆက်အခန်းလေးရဲ့ဝင်ခွက်လက်မှတ်ကိုတိုက်ရိုက်အသုံးပြုလိုက်လို့ပါပဲအဲ့ဒါကရန်သူကိုနာကျင်စရာအမှတ်တရတွေထဲမှာ3စက္ကန့်ကြာပိတ်လှောင်ထားနိုင်ပါတယ်ကျွန်တော်ကချက်ချင်းပဲခါမှာချိတ်ထားတဲ့တစ်သီးလီတာကိုဆွဲထုတ်လိုက်ပြီးတစ်ချက်ထဲနဲ့တိုက်ခိုက်သူကိုအဆုံးစီရင်လိုက်ပါတယ်အဲ့ဒီနောက်နိုင်ရန်ကိုမှီပြီးထိမရအောင်တုံညီနေခဲ့တယ်လူတစ်ယောက်ကိုပထမဆုံးအချိန်တပ်ဖူးတာဆိုတော့အလောင်းကိုကြည့်ပြီးအစာအိမ်ထဲကရှိသမျှအကုန်အန်ချလိုက်ပါတယ်ဟာခဏနေတော့ကိုအတင်းအားယူပြီးမတ်တက်ရက်လိုက်တယ်ကြည်ရတာအစင်မြင့်အလင်းတန်းတွေကအခွင့်အရေးကိုကိုစားပြုပေမဲ့တစ်ချိန်တည်းမှာပဲအသက်အန္တရာယ်ကိုပါခေါ်ဆောင်လာနိုင်တယ်ဆိုတာသိကြသွားပါပြီအမောင်လေးကချောင်းမြောင်းနေသူတွေကိုဆွဲဆောင်နိုင်လို့ပါပဲအဲ့ဒီနောက်အလောင်းပေါ်မှာမှိမ့်မိန်နေတဲ့အဖြူရောင်အလင်းလုံးနှလုံးပေါ်လာတာကိုတွေ့လိုက်ရတယ်။အမှန်တရားရဲ့မျက်လုံးကိုအသုံးပြုလိုက်တော့အဲ့ဒါကပေါ်ပါတဲ့ခြေချင်းဝတ်ပတ်ကြိုးဖြစ်ပြီးအည်သွေးကတာမန်အစ်စ်မှာလှုပ်ရှားမှုအမြန်နှုန်းနဲ့ခုန်နိုင်စွမ်းကိုအနှဲငယ်တိုးစေပြီးပိုင်ရှင်မဲ့အခြေအနေဖြစ်နေပါတယ်။နောက်ထပ်ပစ္စည်းတစ်ခုကိုကြည့်လိုက်တော့အစစ်နှိမ်ခွန်အားကာကိုကြီးလက်ဖွဲ့ဖြစ်နေပါတယ်။အည်သွေးကတာမန်ဖြစ်ပြီးခန္ဓာကိုယ်ခံနိုင်ရည်ကိုအနှဲငယ်တိုးစေပါတယ်။ဒါကလည်းပိုင်ရှင်မဲ့ပါပဲ။ပိုင်ရှင်မဲ့ဆိုတဲ့စလုံးနှလုံးကိုမြင်လိုက်ရတော့ကျွန်တော်ဂုံထဲမှာရက်ဆက်တဲ့စီမင်းတစ်ခုပေါ်လာခဲ့တယ်လူတပ်ပြီးပစ္စည်းလူတာပါပဲတစ်ဖက်လူကိုတတ်လိုက်တာနဲ့ကျွန်တော်ရည်ပူစော်ပြီးရထားတဲ့ပစ္စည်းတွေကိုတင်ပိုက်နိုင်ပါတယ်ဒီကောင်စီမှာအတုံးဝင်တဲ့ပစ္စည်းနှစ်ခုတောင်ရှိနေတာဆိုတော့အရင်ကလည်းတခြားသူတွေကိုလှုပ်ကြံခဲ့ဘူးတာသိကြပါတယ်ဒါပေမဲ့ဘာလို့အင်တာနက်ပေါ်မှာအလင်းတန်းတွေအကြောင်းပဲသတင်းထွက်နေပြီးဒီလိုအန်ဒီရရှိတဲ့အကြောင်း14မှမပါရတာလေတွေးလေလေကြောက်စရာကောင်းလေလေပါပဲလူတွေမတိကြတာမဟုတ်ပဲတိတဲ့သူတွေကနှုတ်ပိတ်နေကြတာပါတချို့ကမြေကြီးပေါ်ကအလောင်းတွေလိုတည်သွားကြပြီဖြစ်ပြီးတချို့ကတော့မုတ်ဆိုးလှုပ်ချင်နေကြတယ်ကြံတဲ့တစုကတော့မပြောရကြတာပါဥပမာအဆူရပိုင်းပေါ့ဒီသတင်းကိုထုတ်ပြန်လိုက်တာကလူမှုအဖွဲ့အစည်းရဲ့စီးမြင့်တွေပြိုကျသွားပြီဆိုတာကိုတွေ့ဝိုက်ပြီးဝန်ခံလိုက်တယ်လို့ဖြစ်သွားမှာပါအမောင်တော်အုပ်ရဲ့စီးမြင့်တွေကလွှမ်းမိုးလာပြီးကဘာကြီးတစ်ခုလုံးထိမ့်ချုပ်မရတဲ့ချုပ်ကမ်းပါးတွေကိုကျဆင်းသွားတော့မှာပါဒီအကြောင်းကိုတွေးမိတော့ကျွန်တော်ဆက်ပြီးမနှောင့်နှေးရတော့ပါဘူးအဖြူရောင်အလင်းလုံးတွေကိုတင်လိုက်ပြီးရစ်ပလင်အလေကိုချက်ချင်းလှမ်းကြည့်လိုက်ပါတယ်အဲ့ဒီမှာလက်သီးစုပ်လောက်ရှိတဲ့တပ်ထူတုံးလေးတစ်ခုရှိနေပါတယ်အမောင်တရားရဲ့မျက်လုံးနဲ့ကြည့်လိုက်တော့အတိုင်းတာတစ်ခုရှိတဲ့ဂူတောင်ဖြစ်ပြီးအည်သွေးကဒန်တာကြီးအဆင့်ပါချိတ်ဆက်ပြီးတာနဲ့ကနဦးပမာဏအနေနဲ့ကူပါမီတာ1000ကျယ်ဝန်းတဲ့နေရာလွတ်တစ်ခုကိုရရှိမှာပါရစ်ပလင်နဲ့ပတ်သက်တဲ့ပစ္စည်းတွေကိုစိတ်ကြိုက်အသွေးအထုတ်လုပ်နိုင်ပါတယ်ဒန်တာကြီးအဆင့်ပစ္စည်းတစ်ခုဖြစ်တဲ့အပြင်ထောက်ပံ့ရေးအတွက်အရန်အသုံးဝင်ပါတယ်ကျွန်တော်ချက်ချင်းပဲအိမ်မှာကြံခဲ့တဲ့နတ်ဆိုးနဂါဦးလေးကိုသတိရသွားတယ်နဂါဦးကိုဒီနေရာလွတ်ထဲမှာထားလိုက်တာကအလုံးကြုံဆုံးပါပဲလက်ချောင်းနဲ့တပ်ထူတုံးကိုထိလိုက်တဲ့အချိန်မှာပဲကျွန်တော်ရဲ့အသိစိတ်ထဲမှာကြေပြောလာတဲ့နေရာလွတ်တစ်ခုပေါ်လာပါတယ်ကျွန်တော်စိတ်ဆန္ဒအတိုင်းပြားစအခန်းလေးရဲ့ဝင်ခွင့်လက်မှတ်ကိုလည်းအဲ့ဒီထဲကိုပစ်ထည့်လိုက်ပါတယ်အားလုံးလုပ်ပြီးသွားတော့ဖုန်းကိုကြည့်လိုက်ရအချိန်ကတကုံကြော်ယုံလေးပဲရှိပါသေးတယ်တွေးပိနေတဲ့တစ်တီလီတာကိုတင်လိုက်ပြီးဒီအန်ဒီရရှိတဲ့နေရာကနေထွက်ခွာဖို့ပြင်ဆင်လိုက်ပါတယ်ဒါပေမဲ့ကျွန်တော်ချီ2လမ်းလောက်အထွက်မှာပဲရုတ်တရက်ကြီးမားတဲ့လျှက်စီးကြောင်းကြီးကကောင်းကင်ကိုဆွဲပြေးလိုက်တယ်လို့ပေါ်လာပါတယ်အဲ့ဒီနောက်ပေးစီလုံးကြီးတဲ့မူးပုတ်တွေကောင်းကင်ကနေကျဆင်းလာပါတယ်လွန်ခဲ့တဲ့ခဏလေးကတည်းလာရောက်တဲ့ကြဲတွေလင်းလက်နေခဲ့တာပြီဘလို့လို့ရုတ်တရက်မိုးကြီးသေးထန်စွာရွာချလာရတာလေဒီမိုးရွာတာမယိုးရှင်းဘူးဆိုတာကျွန်တော်သိလိုက်လို့နေရာမှာရက်နေလိုက်ပြီးဘာမှမလူရဲသေးပါဘူးလွယ်အိတ်ထဲမှာထီးပါပေမဲ့ဒီမိုးရီတွေကအန်ဒီရဲ့ရှိမရှိမသိရဘူးလေရစ်ပလင်တွေတော့ကြာဆင်းလာသေးတာပဲမိုးရီကြောင့်လူတွေမျိုးရိုးဗီဇပြောင်းလဲသွားနိုင်တာလည်းဖြစ်နိုင်ချေရှိပါတယ်ဖုန်းတို့ပြီးအင်တာနက်ပေါ်မှာရှာကြည့်လိုက်တော့မိုးရီနဲ့ပတ်သက်တဲ့သတင်းတွေအများကြီးတက်လာပါတယ်အရင်ကလူပြောအများဆုံးသတင်းကရစ်ပူစော်တဲ့ပစ္စည်းတွေဖြစ်ပေမဲ့အခုတော့အားလုံးကမင်းတို့ဘက်မှာမိုးရွာပြီးမိုးကြိုးတွေပြစ်နေလားလို့မေးနေကြပါတယ်ညီကိုတို့ဒီမိုးကတေချာပေါက်ပြဿနာရှိတယ်မိုးမခိုးကြနဲ့ဗီဇပြောင်းသွားလိမ့်မယ်လို့သတိပေးနေကြပါတယ်တယောက်ကတော့ငါမိုးရေဆိုသွားပြီကောင်မလေးလက်တော့မကင်ဘူးသေးဘူးငါကတော့ဖုတ်ကောင်ဖြစ်မပြောင်းလဲပါစေနဲ့လို့ငိုယိုပြီးရေးထားပါတယ်ပို့စတီကအလွန်မြန်းတဲ့အရှင်နဲ့အတစ်တက်နေပြီးကျွန်တော်စိတ်တွေလည်းလေးလံလာပါတယ်တကယ်လို့ဒီမိုးရေကလူတွေကိုကူးဆက်စေနိုင်နေဆိုရင်အကျိုးဆက်ကတော့တွေးကြည့်လို့တော့မရနိုင်ပါဘူးဟာအချိန်တွေကိုဘလို့ရင်ဆိုင်ရမလဲတွေးနေတော့မှာပဲအနီရောင်နဲ့ရေးထားတဲ့ post တစ်ခုကြောင့်ကျွန်တော်ရင်နဲ့ဒိန်းကနေဖြစ်သွားပါတယ်တေးပါပြီပြဿနာကြီးတက်ပြီးရစ်ပလင်ပျောက်သွားပြီတဲ့
တည်င်းနေထဲမှာတော့မပါသေးတဲ့အနီရွှေခရမ်းရောင်စုလာဖေကိုစူဆောင်းရရှိပြီးတာနဲ့ကျွန်တော်ချက်ချင်းအိမ်ပြန်ဖို့ပြင်ဆင်ခဲ့ပါတယ်လာရောင်လင်းနေတဲ့ကောင်းကင်ကြီးကနေရုတ်တရက်မိုးတွေတဲကြီးမဲကြီးရွာလာမယ်လို့မထင်ထားခဲ့ပါဘူးဖုံဖွင့်ကြည့်လိုက်တော့ online forum မှာမိုးရေနဲ့ပတ်သက်တဲ့သတင်းတွေစက်တိုက်တက်နေပြီး post တွေကလည်းအယမ်းမြန်ပြောင်းနေပါတယ်ဒါပေမဲ့ကျွန်တော်ကိုအစိုးရိမ်ဆုံးဖြစ်စေတာကမိုးရေသတင်းမဟုတ်ပဲပြဿနာကြီးတက်ပြီးရစ်ပလင်ပျောက်သွားပြီဆိုတဲ့အနီရောင်စာတန်းပါတယ် post တစ်ခုပါပဲကျွန်တော်ချက်ချင်းပဲအနောက်ကိုလှည့်ကြည့်လိုက်ပါတယ်တကယ်ပဲကျွန်တော်နောက်ကရစ်ပလင်ကြီးပျောက်ကွယ်သွားပါပြီတစ်ချိန်နဲ့မှာပဲထိတ်လန့်စရာကောင်းတာတစ်ခုကိုသတိထားမိလိုက်တယ်ဆိုကအလောင်းကလည်းပျောက်သွားတာပါပဲဒီနေရာကိုဘယ်သူမှမလာခဲ့ဘူးဆိုတာကျွန်တော်အယမ်းသိကြပါတယ်တခုတည်းသောရှင်းလင်းချက်ကတော့မိုးရေပါပဲမိုးရွာလာတာကရစ်ပလင်တွေပျောက်ကွယ်သွားမယ်ဆိုတာကိုပြသနေပြီးရခင်နေ့ကအထောက်ထားတွေကိုလည်းစီးကြောပစ်လိုက်မှာပါကဘာတဝန်းကစောင့်ကြည့်ကင်မရာတွေလည်းအလုံးမလုံးတော့တဲ့အပြင်ဒါကလူတက်ပြီးပစ္စည်းလူတွေအတွက်အကောင်းဆုံးပတ်ဝန်းကျင်ပါပဲမိုးရေကအန်ဒီရမရှိဘူးဆိုတာသိလိုက်ရတော့ထီးကိုအမြန်ထုတ်ပြီးအိမ်ရှိရာကိုထွက်လာခဲ့ပါတယ်ကျွန်တော်ထွက်သွားပြီးမကြခင်ပါပဲတာမန်မဟုတ်တော့ကိစ္စရက်များစီမံခန့်ခွဲရေးဌာနကလူတွေဒီနေရာကိုရောက်လာကြပါတယ်မကြခင်မှာပဲသူတို့ကရစ်ပလင်ရှိခဲ့တဲ့အလုပ်ယုံကိုရှာတွေ့သွားကြပါတယ်အဖွဲ့ကောင်းဆောင်ချင်းဖုံးကနောက်ကလူတွေကိုချက်ချင်းလှမ်းကြည့်လိုက်တော့အသက်20ကျော်အရွယ်ကောင်မလေးတစ်ယောက်ထွက်လာပါတယ်မနေ့ကသူမရစ်ပူစော်ပြီးနောက်စွမ်းအင်နောက်ကျောင်းပြန်ခြင်းဆိုတဲ့စွမ်းအားတစ်ခုကိုရရှိခဲ့ပါတယ်ပတ်ဝန်းကျင်မှာကြံခဲ့တဲ့စွမ်းအင်လှိုင်းတွေကိုခန်းစားသိရှိနိုင်ပြီးအဆင့်မြင့်လေကြံခဲ့တဲ့အထောက်ထားတွေကပူထင်ရှားလေပါပဲလင်းဝမ်ဆိုတဲ့ကောင်မလေးကမျက်လုံးမှိတ်ပြီးစတင်ခန်းစားကြည့်လိုက်ပါတယ်ရုတ်တရက်သူမစီကညီးသွားတန်ထွက်လာပြီးခန္ဓာကိုယ်ကအနောက်ကိုလန်ကျသွားပါတယ်ချင်းဖုံးကသူ့မကိုချက်ချင်းလှမ်းဖမ်းလိုက်ပြီးဘာဖြစ်တာလဲလို့မေးလိုက်တယ်လင်းဝမ်ကအသက်ကိုပြင်းပြင်းရှူနေပြီးအတန်တွေအတုံရင်နေပါတယ်ဒီနေရာနဲ့မင်းညကအပြရောင်အလင်းနှန်းနေရာကအရန်ကွာခြားတယ်အဲ့ဒီနေရာကပိုးဆုံးကျူးဆိုရင်ဒီနေရာကတော့နှိလေကင်းနေမင်းကြီးလို့တောက်ပလုံးနေလို့ပြောပါတယ်အဖွဲ့ဝင်တယောက်ကမနေနိုင်ပဲရွှေရောင်အလင်းသားများဖြစ်နေမလားလို့ဝင်ပြောလိုက်ပါတယ်ချင်းဖုံးရဲ့မျက်နှာကချက်ချင်းတီတင်းသွားပြီးဒီနေရာကိုချက်ချင်းပိတ်ဆို့ပြီးတေချာရှာပူကြအထက်ကိုလည်းအချင်းတွေကိုချက်ချင်းသတင်းပို့လိုက်ဒီနေရာမှာငါတို့တွေးကြည့်လို့တော့မရနိုင်တဲ့မိစ္ဆာတကောင်ပုံနေတယ်လို့တန်တရားရှိတယ်လို့အမိတ်ပေးလိုက်ပါတယ်အခြားတစ်ဖက်မှာတော့ကျွန်တော်အိမ်ပြန်ရောက်ချင်းနတ်ဆိုးနဂါးဦးကိုအတိုင်းတာတခုရှိတဲ့နေရာလွတ်ထဲကိုချက်ချင်းထည့်လိုက်ပါတယ်ဒါဆိုရင်နောက်မှာနဂါးဦးပေါ်ပူလာဖြစ်သွားမှာကိုစိတ်ပူစရာမလိုတော့ပါဘူးအကောင်ပေါက်လာတဲ့နတ်ဆိုးနဂါးကိုလည်းအဲ့ဒီထဲမှာပဲထားလို့ရပါတယ်ဒါပေမဲ့အဲ့ဒီမတိုင်ခင်ဘလို့အကောင်ဖောက်ရမလဲဆိုတာကိုအရင်စဉ်းစားရပါမယ်ရုပ်ရှင်တွေထဲကလို့တွေးဆက်ချပြီးသခင်ဖွေးတဲ့နီးကိုတတိရသွားလို့ကျွန်တော်စမ်းကြည့်ဖို့ပြင်လိုက်ပါတယ်နဂါးဦးအခွန်ပေါ်ကိုတွေးတဆက်ညှစ်ချလိုက်တဲ့အခါရုတ်တရက်ဥပေါ်မှာစာကြောင်းလေးတစ်ကြောင်းပေါ်လာပါတယ်အကောင့်ဖောက်ရန်စီကန်းချက်လုံလောက်တော့တွေးပမာဏကိုစုပ်ယူရန်တဲ့ဒါကကျွန်တော်ထင်ထားတာနဲ့တိတ်မကွာပေမဲ့ကျွန်တော်တွေးကိုစုပ်ယူခိုင်းဖို့ကတော့တေချာပေါက်မလုံလောက်ပါဘူးမနေ့ပြန်မှာပဲနီလန်းရှာရတော့မယ်ဒီနေ့ကျွန်တော်အရန်ကိုစိတ်လှုပ်ရှားပြီးပင်ပန်းနေခဲ့ပြီလေမကြခင်မှာပဲကျွန်တော်အိပ်ပျော်သွားပါတယ်မနက်9 နာရီမှာတော့ဆူရှာတဲ့အချက်ပေးတန်ကြောင့်ကျွန်တော်လန့်နိုးသွားပါတယ်ရစ်ပလင်နေတကယ်ပဲပြန်လေအတိထွက်ပေါ်လာပါပြီဖုန်းကိုဖွင့်ပြီး online forum ကိုကြည့်လိုက်တော့ကောက်ချက်ချစရာအချက်အချို့ကိုရလိုက်ပါတယ်မနက်အစောပိုင်းကရွာတဲ့မိုးပြရောင်မိုးရီကခန္ဓာကိုယ်ကိုအန်တီရဲ့မပြုတ်ပါဘူးမနက်9 နာရီမှာမိုးတိတ်သွားပြီးရစ်ပလင်တွေကလည်းအဲ့ဒီအချိန်မှာပဲအတစ်ပြန်ဖြစ်သွားပါတယ်အိယာကထပြီးလမ်းပေါ်ထွက်ကထမင်းစားဖို့ပြင်လိုက်ပါတယ်တစ်ချိန်ထဲမှာပဲလုံလောက်တဲ့သွေးတွေကိုဘယ်ကနေရှာရမလဲဆိုတာကိုလည်းစဉ်းစားနေပါတယ်စားတောက်ဆိုင်ရောက်တော့ခောက်ဆွဲတပွဲမှားလိုက်ပြီးဖုန်းကိုထုတ်က online forum ကိုပြန်ကြည့်နေပါတယ်ဒီနေ့ forum တွေကအကြောင်းအရာတွေကလည်းရစ်ပူစော်တာနဲ့ပဲပတ်သက်နေပါတယ်လူတော်တော်များများကရစ်ပလင်မှာရစ်ပူစော်ဖို့အတွက်လောင်ကစားသမားတွေဖြစ်ကုန်ကြပါပြီခောက်ဆွဲစားနေတော့ B1 ကအမျိုးသား2ယောက်ရဲ့စကားပြောတဲ့ကိုကြားလိုက်ရပါတယ်ထိတ်ပြောင်နဲ့လူကြီးတစ်ယောက်ကလှူဝက်တဲ့ပုံစံနဲ့ပြောနေပါတယ်အပြင်ကလူတွေကိုကြည့်လိုက်ရစ်ပလင်မှာရစ်ပူစော်ဖို့လောက်ပဲသိကြတယ်ရှီဟောင်းပစ္စည်းတွေကြောက်စိန်တွေကိုလောင်ကစားသမားတွေလိုပူစော်နေကြတယ်ဒါပေမဲ့အရေးကြီးတဲ့ကိစ္စတစ်ခုကိုတော့မေ့နေကြတယ်တဲ့ပေးကလူကချက်ချင်းစိတ်ဝင်စားသွားပြီရစ်ပူစော်တာတဲ့ဘယ်အရာကပို့အရေးကြီးလို့လဲလို့မေးလိုက်တယ်လူဆိုတာထမင်းစားရတယ်လေစံစီစားဆိုတာအမြဲတမ်းလိုအပ်တဲ့အရာတွေပဲငါကစားတောက်ကုန်ထုတ်လုပ်တဲ့စက်ယုံလေးတစ်ခုကိုအပိုင်စီးဖို့စီစဉ်နေတာအဲ့ဒီအယူတွေပိတ်ဆန်ဒီအကုန်ဖြုံးတီးပြီးထမင်းစားလို့မူယူနေတဲ့အချိန်ကျရင်ငါကကြမ်းချမ်းမျိုးရဲ့စားတောက်ကုန်ဘရင်ဖြစ်နေပြီလို့ပြန်ဖြေပါတယ်ဒီစကားကိုကြားလိုက်ရတော့ကျွန်တော်ခေါင်းထဲမှာမူကျူးပစ်ချလိုက်တယ်လို့အလင်းပွင့်သွားပါတယ်စားတောက်ကုန်ထုတ်လုပ်တဲ့နေရာမှာအသားတွေမပါဘူးလားအဲ့ဒီအသားတွေကဘဲကလာလဲ
တေချာပေါတားတိုက်ယုံကနေပေါ့တကယ်လို့တားတိုက်ယုံတစ်ခုကိုအပိုင်စီးလိုက်နိုင်ရင်အခုကြုံတွေ့နေရတဲ့ပြဿနာကချက်ချင်းဖြေရှင်းပြီးသားဖြစ်သွားပါပြီ ချက်ချင်းပဲအိမ်ကိုအမြန်ပြန်လာပြီးကွန်ပျူတာကိုဖွင့်ကသတင်းအချက်လက်တွေရှာကြည့်လိုက်ပါတယ်ရက်ပလင်တွေရဲ့ရိုက်ခတ်မှုကြောင့်စက်ရုံတော်တော်များများကအယောင်အဝယ်ဖြစ်နေကြပါတယ်မကြခင်မှာပဲကျွန်တော်သတင်းတစ်ခုကိုတေချာရွေးချယ်လိုက်ပါတယ်မြို့အနောက်ဘက်ဆင်ချေဘုံကတားတယုံငယ်လေးတစ်ခုကိုကိုကြီးကိုတာအကြောင်းပြချက်ကြောင့်အမြန်ရောင်းပြီးဈေးနှုန်းညှိနှိုင်းနိုင်သည်တဲ့ကျွန်တော်နည်းမှတုံဆိုင်မနေပဲဖုံးဆက်လိုက်ပါတယ်ချက်ချင်းပဲတစ်ဖက်လူနဲ့အချိန်ညှိနှိုင်းပြီးတွားတွေ့ဖို့ပြင်ဆင်လိုက်ပါတယ်ဖုံးချပြီးတာနဲ့ကျွန်တော်ရဲ့လက်ကျန်ငွေကိုကြည့်လိုက်တယ်ပတ်စံ4000ပါဒီပတ်စံကတချို့လူတွေအမြင်မှာတော့အစင်အတိုင်းရှိတဲ့ရစ်ပူဇော်မှုတစ်ခုအတွက်တောင်လောင်းမှာမဟုတ်ပေမဲ့အခုအချိန်မှာတော့ကျွန်တော်အတွက်ငကားအတိုက်တစ်ခုဝယ်ယူနိုင်ပါပြီ နေ့လယ်2 နာရီမှာတော့ကျန်းချံမြို့အနောက်ဘက်ဆင်ကြီးဘုံကိုကျွန်တော်ရောက်သွားပါတယ်လူလက်ပိုင်းအရွယ်အမျိုးသားတဦးကချက်ချင်းကြိုးစိုးလိုက်ပြီးစက်ရုံအကြောင်းစတင်မိတ်ဆက်ပေးပါတယ်ဒီသားတဲ့ယုံကိုလွန်ခဲ့တဲ့1 လကမှငွေအများကြီးတုံးပြီးပြုတ်ပြင်ထိန်သိမ်းထားတာဟိုဘက်ကအီးကန်းဆိုရင်လည်းအေးပြီးတဲ့စနစ်ကအရန်ကောင်းပါတေးဒါပေမဲ့ကျွန်တော်ကတော့ဘီးပတ်ဝန်းကျင်ကိုသာကြည့်နေပြီးဘာစကားမှမပြောပါဘူးကျွန်တော်ရဲ့အေးဆက်ပုံစံကြောင့်တစ်ဖက်လူကယုံကြည်မှုပျောက်ဆုံးသွားပြီးဈေးကိုအစမတန်မြင့်ပြောလိုက်ပါတယ်ကျွန်တော်ကစကားမပြောဘဲခေါင်းမဲ့ခါပြလိုက်ပါတယ်အပြန်လန်ဈေးစစ်ပြီးနောက်မှာတော့မူလဈေးနှုန်းရဲ့40%နဲ့ဒီနေရာကိုဝယ်ယူနိုင်ခဲ့ပါတယ်တဘောတူစာချုပ်လက်မှတ်ထိုးပြီးတာနဲ့တစ်ဖက်လူကတော့ကိုကျွန်တော်စီပေးလိုက်ပါတယ်တစ်ချိန်တည်းမှာပဲအနီးနားကမွေးမြူရေးခြံရဲ့ဖုန်းနံပါတ်တွေကိုပါပြီးခဲ့လို့ကုန်ချမ်းရရှိမဲ့ပြဿနာကိုပါတိုက်ရိုက်ဖြေရှင်းနိုင်ခဲ့ပါတယ်ကျွန်တော်ဝေလိုက်တဲ့နေရာကိုလှည့်ပတ်ကြည့်ရှုပြီးနောက်မြေအောက်ကလျှို့ဝဲအခန်းကိုတွန်းဖွင့်လိုက်ပါတယ်ဒီနေရာကဟောင်းနွမ်းနေတဲ့တိုးလောင်ယုံတစ်ခုပါရုတ်တရက်အမောင်တရားရဲ့မျက်လုံးကအားနေတဲ့စွမ်းအင်လှိုင်းတစ်ခုကိုခန်းစားလိုက်ရပါတယ်တစ်သားပြားကိုတတိထားပြီးဖယ်လိုက်တော့ရစ်ပလင်တစ်ခုမျက်စိရှိမှပေါ်လာပါတယ်ရစ်ပလင်ရဲ့အပြင်ပန်းကတွေးတွေလိုနီးရဲနေပြီးနှလုံးခုန်တန်တွေလည်းထွက်ပေါ်နေပါတယ်ကျွန်တော်ကြောက်ရွံ့မှုကိုအတင်းအောက်အီးပြီးအမောင်တရားရဲ့မျက်လုံးကိုအတုံးပြုတ်လိုက်ပါတယ်မျက်လုံးနှလုံးစလုံးကနေပြင်းထန်တဲ့နာကျင်မှုတွေခံစားလိုက်ရပြီးတွေးတွေလိုတောက်လောင်နေတဲ့စလုံးတွေပေါ်လာပါတယ်ရစ်ပလင်နံပါတ်40ချိတ်ဆက်ထားသောနေရာကတွေးနီရောင်ပလင်တက်ရှိအားလုံးကအစာအာဟာရဖြစ်ပြီးတွေးနီရောင်နဲ့တရဖူစောင်းထားသည်တဲ့အထူးစွမ်းရည်ထာဝရရစ်ပလင်ဒီရစ်ပလင်ကထာဝရတည်ရှိနေမှာဖြစ်ပြီးနေ့စဉ်ရစ်ပူဇော်ခွင့်အကျင့်ရည်တို့ကိုလည်းမကန့်တတ်ထားပါဘူးအကန့်အသတ်မရှိရစ်ပူဇော်နိုင်တာပါအထူးစွမ်းရည်သွေးသားအရေးကြိုးဖို့ရစ်ပလင်ကနေပြန်ရတဲ့မြည်သည့်ပစ္စည်းကိုမဆိုမူလသွေးအဖြစ်ပြောင်းလဲနိုင်ပါတယ်စုပ်ယူပြီးတာနဲ့ခန္ဓာကိုယ်ရဲ့သွေးလေပတ်မှုကိုထာဝရတိုးတက်စေပါတယ်ကျွန်တော်ရင်ထဲမှာအယံကိုတုံ့လောက်သွားပါတယ်ဒါကကျွန်တော်တွေ့ဘူးသမျှထဲမှာနံပါတ်အငယ်ဆုံးရစ်ပလင်ဖြစ်တယ်လို့ထာဝရတည်ရှိနေမယ့်အရာပါပို့ပြီးအံ့ဩစရာကောင်းတာကအကန့်အသတ်မရှိရစ်ပူဇော်နိုင်တာပါပဲပြီးတော့ဒီနေရာကကျွန်တော်ရဲ့ကိုယ်ပိုင်တီးတန့်နေရာလေးဖြစ်နေပါတယ်ဒီရစ်ပလင်ကိုကြားခံစခန်းအဖြစ်သုံးပြီးအသုံးမဝင်တဲ့ပစ္စည်းတွေကိုမူလသွေးအဖြစ်ပြောင်းလဲကကျွန်တော်ရဲ့ခွန်အားတွေကိုမြင့်တင်နိုင်ပါပြီအခုအချိန်မှာကျွန်တော်ထပ်ပြီးတီးမခံနိုင်တော့ပဲစမ်းကြည့်ကြလာပါတယ်ကျွန်တော်လက်ထဲမှာလည်းရစ်ပလင်ကနေပြန်ရထားတဲ့ပစ္စည်းတစ်ခုရှိနေတယ်လေမင်းညကရထားတဲ့အစ်စ်နှိမ်ခွန်အားကာကွယ်ရေးလက်ဖွဲ့ကိုပစ်ထည့်လိုက်တော့ရစ်ပလင်အလင်မှာရှီဟောင်းပုံစံဖန်ပလင်းလေးတစ်ခုလှီထဲကနေပေါ်လာပါတယ်အထဲမှာအမဲရောင်အကြီးတဝက်လောက်ပါပါတယ်အမောင်တရားရဲ့မျက်လုံးကိုအသုံးပြုလိုက်တော့စာကြောင်းတစ်ကြောင်းပေါ်လာပါတယ်အမီမူလသွေးအကြီးအသွေးတာမန်စုပ်ယူပြီးပါကခန္ဓာကိုယ်ရဲ့သွေးလေပတ်မှုကိုအနှဲငယ်ထာဝရတိုးတက်စေသည်တဲ့ကျွန်တော်ထင်ထားတာနဲ့ကွက်တီပါပဲအဲ့ဒီနောက်ကျွန်တော်နည်းနည်းမှမတုံဆိုင်ပဲထိုက်ရိုက်တောက်ချလိုက်ပါတယ်အနက်ဆိုးမယ်လို့ထင်ထားပေမဲ့တကယ်တမ်းကျတော့အယံကိုကြည်လင်ပြီးချိုးမြင်နေပါတယ်ဘာလို့ခန္ဓာကိုယ်ကဘာမှမတုံ့ပြန်သေးတာလဲလို့သိချင်နေတော့မှာပဲခန္ဓာကိုယ်ထဲမှာအပူလိုင်းတစ်ခုပေါက်ကွဲထွက်လာပါတယ်ဆဲလ်တိုင်းကအပူစွမ်းအင်တွေကိုလောဘတကြီးစုပ်ယူနေတယ်လို့ခံစားလိုက်ရပြီးခန္ဓာကိုယ်ကနေအပူငွေ့တွေထွက်ပေါ်လာပါတယ်ဒါကတခြားပစ္စည်းတွေနဲ့လုံးဝမတူပါဘူးဒီစွမ်းအားကသွေးသားတွေကနေတိုက်ကြိုက်ထွက်ပေါ်လာတာပါအဲ့ဒီနောက်နွားသားတဝိတ်ချိတ်ထားတဲ့နေရာကိုတွားလိုက်ပြီးရိုးရိုးရှင်းရှင်းလေးတစ်ချက်ထိုးလိုက်ပါတယ်ယာကနန်းရှိတဲ့နွားသားကနရံတောက်ကိုလွင့်စင်သွားပါတယ်ကျွန်တော်ထင်ထားတာထက်တော့ပိုပြီးကြောက်စရာကောင်းနေပါသေးတယ်ကျွန်တော်ကတာမန်မူလသွေးတပလင်းကိုပဲစုပ်ယူရသေးတာပါခန္ဓာကိုယ်ပိုင်းဆိုင်ရာအမြင့်ဆုံးအဆင့်ကိုရောက်ဖို့ဆိုတာအိမ်မက်မဟုတ်တော့ပါဘူးကျွန်တော်စိတ်လှုပ်ရှားမှုကိုထိန်းချုပ်လိုက်ပြီးငကားဥကိုအကောင်ဖောက်ဖို့အတွက်မနှက်ဖြန်ကြက်တတုတ်သွားဝယ်ဖို့ပြင်ဆင်လိုက်ပါတယ်အခုကျွန်တော်လုပ်ရမှာကတခြားသူတွေအသုံးမလိုတဲ့ပစ္စည်းတွေကိုစုဆောင်းဖို့ပါပဲလူပေါင်းများစွာကငွေအများကြီးသုံးပြီးရစ်ပူဇော်ခဲ့ကြပေမဲ့အမိုက်တွေကိုပဲပြန်ရခဲ့ကြပါတယ်ဒါတွေကကျွန်တော်ရဲ့ပြစ်မှတ်တွေပါပဲလောင်းကစားတာကအန်တီရဲ့ရှိပေမဲ့အမိုက်ကောက်တာကတော့အန်တီရဲ့မရှိပါဘူးနေ့လေပိုင်းမှာမွေးမြူရေးခြံပိုက်ရှင်နဲ့အဆက်အသွယ်ရခဲ့ပေမဲ့ပြဿနာအသစ်တစ်ခုနဲ့ထပ်ကြုံရပြန်ပါတယ်
ကြက်တက်တော့ဝယ်ဖို့ပိုက်ဆံလိုပါတယ်ကျွန်တော်ကတားတယုံကိုဝယ်လိုက်လို့စုဆောင်းထားတဲ့ငွေတွေအကုန်ကုန်သွားပါပြီခေတ်တည်ရောက်နေပြီဆိုပေမဲ့ငွေကြီးကအရာအားလုံးကိုလှုပ်ရှားနိုင်တဲ့မောင်းနှင်အားဖြစ်နေတော့မှာပဲဒါကြောင့်အရင်ဆုံးအမိုက်သွားကောက်ပြီးတန်ဖိုးရှိတာတစ်ခုခုရမလားဆိုတာစမ်းကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်တီးတန့်ဖြစ်တဲ့သွေးနီရောင်ပလင်ရစ်ပလင်ကိုရရှိထားပြီးဖြစ်လို့တခြားရစ်ပလင်တွေကိုရှာဖွေပြီးဒီနေ့အတွက်ရစ်ပူဇော်ဝင်အရေးအတွက်ကိုအသုံးချဖို့ပြင်ဆင်လိုက်ပါတယ် ဈေးထဲကိုကျွန်တော်ရောက်သွားတဲ့အချိန်မှာရှေ့ကနေစူးရှတဲ့အော်ဟစ်တန်တစ်ခုထွက်ပေါ်လာမယ်လို့မထင်ထားခဲ့ပါဘူးစုပ်ပြတ်နေတဲ့ဖုန်ကြီးဝတ်စုံကိုဝတ်ဆင်ထားတဲ့လူပုံစံမိတ်စာတစ်ကောင်ကလမ်းသွားလမ်းလာတယောက်ကိုကိုက်ဖြဲနေတာကိုတွေ့လိုက်ရပါတယ်အမောင်တရားရဲ့မျက်လုံးကိုချက်ချင်းအသုံးပြုလိုက်တော့အသားစားခြင်းကိုမုံတီးတော့ဖုန်ကြီးတာမန်ဘေးအန္တရာယ်တိုးသားခိုးစားသည်ဟုဆွဆွဲခံရကဖျားเจ้าဆောင်ဖုန်ကြီးများရိုက်နှက်တပ်ဖြတ်ခြင်းကိုခံခဲ့ရသည်သူဒီအသားနဲ့ပတ်သက်သောရစ်ပူဇော်မှုအားလုံးကိုမုံတီးသည်တဲ့ကျွန်တော်ချက်ချင်းသဘောပေါက်သွားပါတယ်ညံကောင်းတဲ့သူတယောက်ယောက်ကအသားတွေကိုရစ်ပူဇော်လိုက်လို့အမောင်တွေကနေဒီဘီအန်ဒီရဲ့မိစ္ဆာကိုဆွဲခေါ်လာမိတာပါဒါကတီတွင်းတွေကိုကိုယ်တိုင်ဝင်သွားတာပါပဲ ရုတ်တရက်အကျန်းခံကအစီနှဲငယ်အမြန်မောင်းလာပြီးကားတကာပွင့်လာပါတယ်အထဲကနေလူရိတ်အနှဲငယ်ချက်ချင်းခုန်ဆင်းလာပြီးခေါင်းဆောင်ဖြစ်သူကတော့တာမန်မဟုတ်တော့ကိစ္စရပ်များစီမံခန့်ခွဲရေးဌာနအဖွဲ့ခေါင်းဆောင်ချင်းဖုံးပါပဲသူကအေးဆက်ဆန်နဲ့အမိတ်ပေးလိုက်ပြီးမကြခင်မှာပဲအခင်းဖြစ်ပွားရနေရကိုပိတ်ဆို့လိုက်ပါတယ်ဝိုင်းကြည့်နေတဲ့လူအုပ်ကြီးကိုလည်းအမြန်လူစုခွဲလိုက်ပါတယ်ဒါပေမဲ့ကျွန်တော်ကတော့မနီးမဝေးမှာရှိနေပြီးထွက်မသွားသေးပါဘူးချင်းဖုံးကသူ့နောက်ကအမျိုးသမီးကိုကြည့်လိုက်ပါတယ် အဖွဲ့ခေါင်းဆောင်ချင်းစွမ်းအင်လှိုင်းတွေကအရန်ပြင်းထန်တယ်တီအချပေါက်တတိထားပါ လို့လင်းဝမ်ကလေးနဲ့တဲ့မျက်နှာထားနဲ့ပြောလိုက်ပါတယ်ရဲတားမြင့်ရဲ့အနောက်ကမှရှိနေတဲ့ကျွန်တော်ကတော့ဒီစကားတွေကိုရှင်းရှင်းလင်းလင်းကြားနေရပါတယ်